안녕, 애들아. 왜 한국어를 배우는 거야? 저는 한국에 가려고요. 저는 한국 친구들 많이 사귀고 싶어서요. 저는 언어와 문화를 더 알고 싶어서요. 저는 오빠들하고 빨리 만나고 싶어서요. ကဲဒါဆိုရင်ရောဘုံကလည်းဘလို့အကြောင်းအရာတွေကြောင့်ကိုရီးယားစာကိုစတင်သင်ပြီးခဲ့တာလေအခုလိုမျိုး K-drama တွေ K-pop တွေ dating program တွေ game program တွေစတဲ့မြောက်များစွာသောကဏ္ဍမျိုးစုံကဒီကိုရီးယားယဉ်ကျေးမှုတွေကကိုယ့်ရဲ့လက်တကံကိုအလွယ်တကူပြန့်နှံ့လာပြီးဖြစ်တဲ့ကြောင့်မလို့ကိုလည်းပဲကိုရီးယားစာကိုတက်မြောက်ထားဖို့လိုပါတယ်ဒါအပြင်ကိုရီးယားနိုင်ငံအထိပါတွားရောက်နိုင်ဖို့အတွက်ဘလို့အခွင့်အရေးတွေရှိအောင်လဲဆိုတာကိုလည်းဆက်လက်ပြီးတော့ပြပြပေးသွားပါမယ်ကိုရီးယားနိုင်ငံကိုအလုံးလုံးကိုပဲဖြစ်ဖြစ်ကျောင်းတက်ဖို့ပဲဖြစ်ဖြစ်ဒီအလဲဘက်သွားဖို့ပဲဖြစ်ဖြစ်အရင်ဦးဆုံးမဖြစ်မနေလိုအပ်တာကတော့ဘာသာစကားတက်မြောက်ထားဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်ကိုရီးယားစာကိုကျွမ်းကျင်စွာတက်မြောက်ထားဆိုလို့ရှိရင်တော့ကိုချစ်တဲ့ခင်ချင်းကြီးကိုသွားဖို့အတွက်အခြေလမ်းတွေစတင်နိုင်မှာပဲဖြစ်ပါတယ်။ဒါရင်မကသေးပဲကိုရီးယားဇလန်တွေကြည့်ရတာ program တွေကြည့်ရတာဝါသနာပါတဲ့သူဆိုလို့ရှိရင်လည်းဒါဆန်တို့မပါဘဲနဲ့အေးအေးဆေးဆေးကြည့်ရှုနိုင်အောင်ပါနော်။အဲဒီလိုကြည့်နိုင်လေလေကိုရီးယားနိုင်ငံအကြောင်းကိုသိလေလေဖြစ်တာကြောင့်ဒီ level မြင့်ကိုရီးယားစကားပြောတွေအသုံးအနှုန်းတွေကိုပါအလွယ်တကူလေ့လာနိုင်သွားမှာပဲဖြစ်ပါတယ်။နိုင်ငံခြားဘာသာစကားတစ်ခုကိုလေ့လာတာလွယ်ကူတာတော့မဟုတ်ပေမဲ့ဒီကိုရီးယားဘာသာစကားဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ရဲ့ဒီခန္ဓာမျိုးစုံမှာအနည်းဆက်ဆုံးရှိနေတဲ့အတွက်ကြောင့်မလို့여러분တို့အတွက်လေ့လာရတာလွယ်ကူစေမယ်လို့မျှော်လင့်မိပါတယ်။ 그럼 우리 다 같이 한국어를 공부합시다.